ဒီအမျိုးသမီးမှာရွှေနဲ့လှုပ်ထားတဲ့လက်တစ်ဖက်ရှိပါတယ်။တနေ့မှာတော့သူမဟာတောထဲမှာတစ်ခုတ်နေရင်တစ်ပင်တစ်ပင်သူမရဲ့လက်ပေါ်ကိုပြိုကျလာခဲ့ပါတယ်။ခင်မုန်းဖြစ်သူကတစ်ပင်ကိုဖယ်ရှားပေးဖို့ကြိုးစားပေမဲ့မရတာကြောင့်သူမအသက်ကိုကယ်တင်ဖို့အတွက်သူမရဲ့လက်ကိုပစိန်နဲ့ဖျက်ပစ်လိုက်ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူမဟာပြတ်တောက်သွားတဲ့သူ့လက်ကိုမြင်တိုင်းဝမ်းနဲ့ကြေကွဲနေတတ်ပါတယ်။ဒါကိုမြင်တဲ့ခင်မုန်းဖြစ်သူကသူမအတွက်အစားထိုးလက်တုတစ်ခုတီထွင်ပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူမကရွှေနဲ့လှုပ်ထားတဲ့လက်မျိုးပဲလိုချင်တယ်လို့ပြောတာကြောင့်ခင်မုန်းဖြစ်သူကရက်အနှဲငယ်ကြာမှရွှေလက်ကိုတေချာဖန်တီးပေးလိုက်ပါတယ်။ဒါပေမဲ့ထိုရွှေလက်ကြောင့်သူမရဲ့ခန္ဓာကိုယ်မှာပိုးဝင်ပြီးရက်အနှဲငယ်ကြာမှပဲကွယ်လွန်သွားခဲ့ပါတယ်။သူမမတည်ဆုံးခင်မှာကိုယ့်ကိုမြေမြုပ်တဲ့အခါဒီရွှေလက်နဲ့ပဲမြုပ်ပေးပါလို့ခင်မုန်းဖြစ်သူစီကနေဂတိတောင်းခဲ့ပါတယ်။ခင်မုန်းဖြစ်သူလည်းသူမတည်ဆုံးပြီးနောက်ဂတိအတိုင်းရွှေလက်နဲ့အတူမြေမြုပ်ပေးလိုက်ပါတယ်။နှစ်အနေငယ်ကြာပြီးနောက်မှာတော့ခင်မုန်းဖြစ်သူဟာအလွန်ဆင်းရဲသွားပြီးစားဝတ်နေရေးအတွက်ငွေကြေးလိုအပ်လာပါတယ်။ဒါနဲ့ပဲသူဟာဇနီးဖြစ်သူရဲ့တင်းချိုင်းကိုသွားပြီးမြေတူးကရွှေလက်ကိုပြန်ယူဖို့ကြိုးစားပါတယ်။သူရွှေလက်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာပဲဇနီးဖြစ်သူရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာပါတော့တယ်။ဒါပေမဲ့သူကအဲ့ဒါကိုလစ်လျူရှုပြီးရွှေလက်ကိုယူကာအိမ်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီညမှာပဲဇနီးဖြစ်သူကသူ့ရဲ့ရွှေလက်ကိုပြန်တောင်းဖို့အတွက်သူမရဲ့တင်းချိုင်းကနေပြန်ပေါ်လာပါတယ်။ကြောက်လန့်သွားတဲ့ခင်မုန်းဖြစ်သူကရွှေလက်ကိုချက်ချင်းပြန်ပေးလိုက်ပေမဲ့ရွှေလက်ကိုပြန်ယူပြီးတာနဲ့သူမဟာသူ့ကိုတက်ပစ်လိုက်ပါတော့တယ်